The effort paradox ဆိုတာဘာလဲ အဲ့ဒါကိုရှင်းပြပေးမယ်မနက်6နာရီ10မိနစ်မှာနိုးထားတဲ့လူနဲ့ညနေ3နာရီမှာနိုးထားတဲ့လူဘယ်သူကပိုအလုပ်လုပ်နိုင်လဲသူတေသနာတွေအရမနက်စောစောနိုးထားတဲ့သူတွေကနေ့စဉ်ဘဝမှာပိုအောင်မြင်ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့အန်စရာကောင်းတာက effort ပမာဏအတူတူပဲဖြစ်ပေမဲ့ရလက်ကမတူညီနိုင်ပါတယ်ဒါကို effort paradox လို့ခေါ်ပါတယ်ဆိုလိုတာကမင်းကဘလောက်အလုပ်လုပ်ထိရောက်မှုကအချိန်နဲ့ကိုက်မှပိုကောင်းတဲ့ရလက်ရပါတယ်ဥပမာမနက်စောစောကျင့်ကြံအားထုတ်ရင် focus ပိုကောင်းတယ်ခန္ဓာကိုယ်ကနိုးနေပြီဖြစ်တဲ့dopamine level ကလည်းပိုမြင့်တယ်ဒါကြောင့်ဘာလုပ်ရမလဲအလုပ်လုပ်တဲ့ပမာဏကိုမဟုတ်ပဲအလုပ်လုပ်တဲ့အချိန်ကိုဦးစားပေးပါကိုယ့်ရဲ့ peak hours ကိုရှာပါအဲ့ဒီအချိန်မှာအခက်ခဲဆုံးအလုပ်တွေကိုလုပ်ပါတာဆိုရင် effort နည်းနည်းနဲ့ရလက်ပိုကောင်းကောင်းရနိုင်ပါတယ် The effort paradox အလုပ်လုပ်တာအရေးမကြီးဘူးဘယ်အချိန်မှာလုပ်တယ်လဲကအရေးကြီးပါတယ်မနက်စောစောအလုပ်လုပ်တဲ့သူတွေကတနေ့တာကိုပိုထိရောက်စွာအသုံးချနိုင်ကြတယ်ဒီတော့ဒီနေ့ကနေစပါကိုယ့်ရဲ့အကောင်းဆုံးအချိန်ကိုရှာပါ